ကောစီးတဲ့ထုဘဝိတ်အမှန်တရားဟာအချိန်တန်ရင်ပေါ်လာစမြဲပါဆိုတဲ့ပုံပြင်လေးဟာဆရာကြီးလီယိုရောစထရိုင်းရဲ့လူဘဝမှာနောင်တရစရာတွေခွင့်လွတ်တီးခံခြင်းတွေရဲ့အတိတ်ပဲကိုဖော်ပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တခါကယောရှားနိုင်ငံမှာအီဗန်ဒမီထရစ်အစီနော့ဆိုတဲ့လူတစ်ယောက်ရှိတယ်။သူဟာဂုံဒီပွဲစားတစ်ယောက်ဖြစ်ပါတယ်။နောက်ပြီးအလွန်ပျော်ရွှင်တတ်တဲ့သူလူပေါင်းသိန်းကောင်းတဲ့သူဖြစ်ပြီးသူ့မှာဇနီးနဲ့ကလေးတွေပါရှိတယ်။သူ့ဘဝဟာတာယာအေးချမ်းနေခဲ့တယ်။ဒီနေ့မှာတော့နယ်မြို့တစ်မြို့ကိုကုံရောင်းဖို့ခီးထွက်ဖို့ပြင်ဆင်တဲ့ခီးထွက်မဲ့မနက်မှာသူ့ဇနီးကစိတ်မချဖြစ်နေတယ်။မင်းမသွားပါနဲ့မင်းညကအိမ်မက်ထဲမှာမင်းရဲ့စံပင်တွေအဖြူရောင်ဖြစ်နေတာမြင်တယ်လို့ပြောတယ်။အစီနော့ကဟာဒလုပ်ပြီးအဲ့ဒါကကံကောင်းတဲ့အမတ်တရပဲဖြစ်မယ်လို့ပြောပြီးခီးထွက်သွားတယ်။လန်ခီးမှာသူဟာတခြားကုန်တီတယောက်နဲ့တွေ့ပြီးတဲခိုခန်းမှာအတူအိတ်ကြတဲ့ညမှာစကားပြောပြီးအိတ်သွားကြတယ်။မနက်စောစောမှာအစီနော့ကအရင်ထပ်ပြီးခီးဆက်သွားတယ်ဒါပေမဲ့မကြခင်မှာရဲတွေသူ့ကိုရက်ပြီးစစ်ဆေးကြတယ်။မင်းနဲ့အတူအိတ်ခဲတဲ့ကုန်တီတည်သွားပြီးမင်းကိုစစ်ဆေးရလိမ့်မယ်လို့ပြောတယ်စစ်ဆေးလိုက်တဲ့အခါမှာတော့အစီနော့ရဲ့အိတ်ထဲကတွေးဆုံးနေတဲ့ဓာတ်ကိုတွေ့တယ်အစီနော့ကတုံလှုပ်သွားပြီးငါမလုပ်ပါဘူးလို့ပြောပေမဲ့ဘယ်သူမှမယုံကြည်ဘူးနောက်ဆုံးမှာတော့သူ့ကိုအပြစ်ရှိတယ်လို့ဆုံးဖြတ်ပြီးထောင်ချလိုက်ကြတယ်ထောင်ထဲမှာသူ့ဘဝဟာလုံးဝပြောင်းလဲသွားတယ်နှစ်အနည်းငယ်အကြာမှာသူ့ဇနီးကထောင်ဝင်စာလာတွေ့တယ်သူ့ကိုမြင်တဲ့အချိန်မှာသူမအယမ်းအံ့ဩသွားတယ်စံပင်တွေအဖြူရောင်ဖြစ်နေပြီးမျက်နှာမှာပင်ပန်းနွမ်းနယ်မှုတွေပြည့်နေတယ်။သူမမျက်ရည်ကျပြီးမင်းတကယ်လောက်တာလားလို့မေးလိုက်တယ်။အဲ့ဒီစကားကအစီနော့အတွက်စိတ်ထိခိုက်ပြီးအယမ်းနာကျင်စရာဖြစ်သွားတယ်။မိသားစုတောင်မယုံကြည်တော့ဘူးဆိုတာသိလိုက်ရတယ်။သူမျက်ရည်ကျပြီးငါမလုပ်ဘူးဒါပေမဲ့ဖျားတာသိတယ်လို့ဖြေတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာသူမိသားစုအပေါ်မမျှော်လင့်တော့ဘူး။ဖျားကိုသာယုံကြည်ပြီးအသက်ရှင်နေတယ်။နှစ်ပေါင်း20ကျော်ကြာလာတဲ့အခါမှာအစီနော့ဟာထောင်ထဲမှာလူအိုတယောက်ဖြစ်သွားတယ်။သူဟာတိတ်တဆိတ်နေထိုင်ပြီးတမာကျန်းစာဖတ်တတ်လာတယ်။အခြားကျင်းသားတွေကလည်းသူ့ကိုလေးစားကြတယ်။သူတို့ဒီလူကတန်ရှင်းတဲ့သူပါတရားမျှတတယ်လို့ပြောကြတယ်။အကျဉ်းသားတွေကြားမှာပြဿနာဖြစ်လာရင်သူ့ကိုသွားမေးကြတယ်။သူ့ကိုသူတော်ကောင်းအဖိုးကြီးလို့တောင်ခေါ်ကြတယ်။ထောင်ထဲမှာသူဟာယုံကြည်ကိုးစားရတဲ့လူတစ်ယောက်ဖြစ်လာတယ်။ဒီနေ့မှာတော့အကျဉ်းသားအသစ်တစ်ယောက်ရောက်လာတယ်။သူ့နာမည်ကမကာစီမီနဲ့အစီနိုးတို့နဲ့လည်းပဲလာတာလို့သိရတယ်။မာကာကသူဘာကြောင့်ထောင်ကြတယ်။ဘလို့မှုခင်းတွေကျူးလွန်ခဲ့တယ်ဆိုတာကိုအခြားအကျဉ်းသားတွေကိုပြောပါတယ်။သူ့စကားတွေကြားရင်အစီနော့ကအံ့အားသင့်သွားတယ်။တဖြည်းဖြည်းနဲ့အမှန်တရားကိုသိလာတယ်။တကယ်လူတက်ခဲ့တဲ့သူကမကာပဲဖြစ်တယ်။ဒီနေ့ညဘက်မှာမကာကထောင်ကနေထွက်ပြေးဖို့မြေတူးနေတယ်။အစီနော့ကမြင်လိုက်တယ်။မကာကကြောက်ပြီးမပြောပါနဲ့မပြောရင်မင်းကိုလည်းငါနဲ့အတူလွတ်မြောက်ဖို့ကူညီမယ်လို့ပြောတယ်အစီနော့ကဘာမှမပြောဘူးဒါပေမဲ့သူ့စိတ်ထဲမှာအယမ်းနာကျင်နေတယ်ဒီလူကြောင့်ငါဘဝပြတ်သွားတာလို့တွေးနေတယ်နောက်နေ့မှာထောင်ဆောင်ချက်သူတွေကမြေတူးထားတာကိုတွေ့ပြီးဘယ်သူလို့လဲလို့မေးကြတယ်တယောက်မှမသိဘူးလို့ဖြေကြတယ်နောက်ဆုံးမှာတော့ခင်များလူအများယုံကြည်ကိုးစားရတဲ့သူပဲခင်များတော့သိမှာပါလို့အစီနော့ကိုမေးတယ်သူအမှန်ကိုသိပေမဲ့မပြောပါဘူးဖျားသာသိတယ်ညာလဲပြောတတ်ပါဘူးလို့ပြောတယ်အဲ့ဒီအချိန်မှာမကာစိတ်ထိခိုက်သွားတယ်ညတန်းခေါင်အချိန်မှာသူအစီနော့စီလာပြီးအနီးနားမှာထိုင်ပြီးခွင်းလွတ်ပါတကယ်တော့ငါပဲလုပ်ခဲ့တာပါလို့ဝန်ခံတဲ့အဲ့ဒီတုန်းကဂုံဒီပွဲစားကိုတက်ပြီးမင်းကိုပါတက်ပြီးငါထွက်ပြေးချင်ခဲ့တာဒါပေမဲ့မအောင်မြင်ခဲ့ဘူးလို့ပြောတယ်အစီနော့ကတိတ်တိတ်နေပြီးနားထောင်နေတကယ်တော့မင်းတက်လို့ငါဘဝတည်ခဲ့တာကြပါပြီလို့စိတ်ထဲကနေပဲရေရွတ်လိုက်တယ်သူ့စိတ်ထဲမှာဒေါသတွေရှိပေမဲ့နောက်ဆုံးမှာဖျားကမင်းကိုခွင့်လွတ်ပါလိမ့်မယ်ငါလည်းခွင့်လွတ်ပါတယ်လို့ပြောတယ်အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာအလွန်အေးချမ်းသွားတယ်နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ဝမ်းနည်းမှုတွေလွတ်မြောက်သွားတယ်လို့ဖြစ်တယ်နောက်ပိုင်းမှာမကာကအမှန်ကိုအာနာပိုင်တွေကိုဝန်ခံတယ်အစီနော့ကိုလွတ်ပေးဖို့ဆုံးဖြတ်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအစီနော့ဟာတည်ဆုံးသွားပြီဖြစ်တယ်ဒီဇလန်လေးကနေပြောချင်တာကဖျားသခင်ဟာအမှန်တရားကိုမြင်နေဒါပေမဲ့အချိန်တစ်ခုထိစောင့်ရတတ်တယ်လူတွေမသိတဲ့အမှန်တရားတွေဟာနောက်ဆုံးမှာတော့ထွက်ပေါ်လာတတ်ပါတယ်အားလုံးပဲအဆုံးထိနားထောင်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဘဟုတ်တုတတွေရရှိကြပါစေ